ဖရာယရဏတရားယရဏဩသာဩနေတာမသိတော့မင်းတို့မှုသားပြောရမှလည်းဝန်မလေးဘူးသူများအသက်တတ်ရမှလည်းဝန်မလေးဘူးသူများအသက်တတ်ရမှဆိုတော့လူချင်းတတ်နေမှမဟုတ်ဘူးလူချင်းလည်းခုကတော့တတ်နေကြတာမထူးတော့ဘူးတလိษံပေါင်းစုံအသက်ကိုတတ်အခုကတ်သုံးပါးပေးတယ်ဆိုတာခုတကဘာလုံးကိုချင်းချောင်းနေပြီနော်ဒီမှာမေးရောပေါ်ဆဆနေကြလို့လားခင်ဗျားတို့စိတ်ချလက်ချနော်ပေါ်ဆဆနေကြတာကဘာမှအလွန်ကြောက်စရာကောင်းတဲ့ဘေးတွေကတစ်ခုပြီးတစ်ခုလာနေပြီအဲ့ဒါဘာလဲဆိုတော့မြတ်စွာဘုရားစကားကိုနားထောင်ကြလို့လားနားမထောင်ကြလို့အေးအဲ့ဒါနားမထောင်ခြင်းအားဒီကျေးဇူးသိလို့လားမသိလို့အေးဘုရားကျေးဇူးတရားကျေးဇူးဘုရားဟာငါတို့ဘလောက်အကျိုးရှိစေတယ်ငါတို့အတွက်ဘလောက်တန်ဖိုးရှိတယ်ဆိုတာကိုယ်တိုင်နှစ်ကာသိကြဖို့လိုတယ်ရှင်းလားအခုကျေးဇူးရှင်ကိုကျေးဇူးဆက်မယ်ကျေးဇူးရှင်လို့ခံယူထားရင်ဒီကျေးဇူးတရားတွေမြတ်စွာဘုရားကြောင့်ကိုဘလောက်လိမ္မာသွားပြီလဲဘလောက်ကိုအကျိုးစီးပွားကိုကိုဆောင်နိုင်ပြီလဲကိုရရှိထားတဲ့ဒီအသက်ဒီခန္ဓာအတွင်းမှာကုသိုလ်တွေဘလောက်ယူပြီးပြီလဲအကုသိုလ်တွေဘလောက်ရှောင်နိုင်ခဲ့ပြီလဲစိတ်ကိုဘလောက်တန်ရှင်းစင်ကြယ်အောင်လုပ်ပြီးပြီလဲကိုယ်စိတ်ဘလောက်လွတ်မြောက်နေပြီလဲကိုယ်အကျိုးစီးပွားကိုဘယ်လောက်ဆောင်ပြီးပြီလဲဆိုတာကိုယ်တိုင်ခံစားပြီးသိမှကျေးဇူးသိတူလို့ပြောလို့ရှင်းလားသဘောပေါက်သလားဘုရားကျေးဇူးတရားကျေးဇူးတန်ခါကျေးဇူးအမိဖကျေးဇူးနော်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကမိဘကျေးဇူးများဆိုဖော်ကျူးထားလိုက်တာဘုရားတို့ကျုပ်တို့တွေမိဘကျေးဇူးကိုမြင်တယ်ဆိုတာထမင်းကျွေးထားလို့မြင်တယ်နေစရာအိမ်ပေးလို့မြင်တယ်ဒီလောက်ပဲဒီခန္ဓာကိုယ်ကြီးကိုဒီဘဝကိုမွေးထုတ်ပေးလိုက်တဲ့အတွက်ရရှိလာတဲ့တို့လုံနိုင်တဲ့အစွမ်းတတ္တိတွေအခုဆိုရင်ကိုနိဗ္ဗာန်မဲ့ဖို့ရတဲ့အထိလုပ်လို့မရဘူးလားဘုရားတကားကျောင်းတကားကြီးတွေဖြစ်ရက်တီလို့ရောအေးလောကအလယ်မှာထင်ပေါ်ကြော်ကြဖို့ဆိုသမရာကြီးလှုပ်ချင်သလားဝန်ကြီးချုပ်ကြီးလှုပ်ချင်သလားကျန်တဲ့အလုပ်တွေအကုန်လှုပ်ဖို့အတွက်မွေးဖွားပေးလိုက်တာကိုဘဝအတွက်ကိုသုံးချင်တယ်လို့သုံးလို့ရတဲ့ခန္ဓာတစ်ခုကိုမွေးဖွေးလိုက်တာအဲ့ဒီကျေးဇူးကိုတဲ့မြတ်စွာဘုရားအနှစ်တရာပတ်လုံးအမိကိုပခုံးတစ်ဖက်အဖကိုပခုံးတစ်ဖက်မှာထားဒီပေါ်မှာပဲအစာကျွေးဒီပခုံးပေါ်မှာပဲကျင်ကြီးကျင်ငယ်စွန့်ခိုင်းဒီပေါ်မှာပဲရေချိုးပေးဒီပေါ်မှာပဲဝတ်စားလဲပေးပြီးတော့တစ်သက်လုံးပခုံးပေါ်ထမ်းပြီးပြုစုရင်တောင်မင်းတို့မိဘကျေးဇူးကိုမကျေဘူးတဲ့ဘယ်လောက်နှစ်ကာသိထားသလဲဘယ်လိုခံစားပြီးနားလည်ထားသလဲအဲ့ဒါကျေးဇူးသိခြင်းကိုခေါ်တယ်။ဒါကိုကျေးဇူးတရားသိဖို့ခဲရင်နေတယ်။သိတဲ့ကျေးဇူးကိုထုတ်ဖော်ပြောနိုင်ဖို့လဲခဲရင်နေဆိုတော့အမေနဲ့ဆန့်ကျင်ဘက်ပြုအဖေနဲ့ဆန့်ကျင်ဘက်ပြုခမကြီးကဘာမသိပါဘူးဗျာခမကြီးနားမလဲပါဘူးဗျာမဲသူတို့မွေးလို့ကြီးလာတဲ့လူကသူတို့ကျွေးလို့ကြီးလာတဲ့လူကသူတို့ပြန်ပြီးတော့ပြဿနာရှာတယ်သူတို့သင်ပေးလို့ပညာတတ်လာတာရှင်းလားတကယ်ကကျေးဇူးရှင်မှန်သိရင်မဟုတ်ပါဘူးခင်ဗျာအဖေကျွန်တော်တို့နားလည်ထားတာဒီလိုအဖေတို့သိထားတာဒီလိုအဲ့တော့ကျွန်တော်တို့ဒါလေးကဒီလိုမဖြစ်သင့်ဘူးလားပြန်ပြောရမယ်စားမဲသူကပဲဆရာကြီးလို့သူကပဲပိုသိပိုတတ်တယ်လို့သူပဲကျေးဇူးရှင်လို့သူကတော့ငေါ့ငန်းနေသေးတယ်ကျေးဇူးသိလို့လားမသိလို့လားသဘောပေါက်သလား